အင်္ဂါနေ့နံပွားဖရာများဒီပင်ကရာဖရာဘရုမဖရာဓမ္မတတ္တိဖရာကကုတံဖရာဖရာလေးစုရှိခိုးကာတာဒီပင်ကရောဘရုမောစဓမ္မတတ္တိကကုတံနောဘောမဝါရိအဘိဇာတာတေနမတာမိတာရရံသုတောင်းကာထာနမေနနေနကံမေနဝိနာတန္တုပောရာနာကံသုဏံဗုဒ္ဓတေဇေနတရာဒုက္ခိပွန်တုမေအင်္ဂါနေဘွားဖရာများဒီပင်ကရာဖရာဘရုမာဖရာဓမ္မတတ္တိဖရာကကုတံဖရာဖရာလေးစုရှိခိုးကာထာဒီပင်ကရောဘရုမောစဓမ္မတတ္တိကကုတံနောဘောမဝါရိအဘိဇာတာတေနမတာမိတာရရံသုတောင်းကာထာနမေနနေနကံမေနဝိနာတန္တုပောရာနာကံသုဏံဗုဒ္ဓတေဇေနတရာဒုက္ခိပွန်တုမေအင်္ဂါနေဘွားဖရာများဒီပင်ကရာဖရာဘရုမဖရာဓမ္မတတ္တိဖရာကကုတံဖရာဖရာလေးစုရှိခိုးကာထာဒီပင်ကရောဘရုမောစဓမ္မတတ္တိကကုတံနောဘောမဝါရိအဘိဇာတာတေနမတာမိတာရရံသုတောင်းကာထာနမေနနေနကံမေနဝိနာတန္တုပောရာနာကံသုဏံဗုဒ္ဓတေဇေနတရာဒုက္ခိပွန်တုမေအင်္ဂါနေ့နံဘွားဖရာများကိုရုပ်ဖတ်ပြီးပါပြီရှင်အင်္ဂါနေ့သားသာသမီများရုပ်ဖတ်ပူဇော်ရန်အတွက်မျှဝေထားတာပါရှင်ယနေ့မှစ၍ကျမ်းမာချမ်းသာပြီးရန်ပေါင်းကင်းဝေးကြပါစေရှင်ပြုံးပျော်ရွှင်နိုင်ကြပါစေရှင်ပြုံးပန်းနေဝေစားပြီးဘဝအမောတွေပြေကြပါစေရှင်